blog လေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ shopping ထွက်တဲ့ blog လေးဖြစ်ပါတယ်သွားတာကတော့ non stop မဟုတ်ပါဘူး Macy ကိုသွားတာပါအဲ့တော့သွားနေလမ်းမှာအလုံးမတူတန်းလေးကိုထိုင်းနေစင်တူအောင်ပေါ့နော်ဒါတိတိဝဲရအောင်ဆိုပြီးတော့လုပ်ထားပြီးဒီလိုမျိုးလေးအားလေးတွေတွေ့ရပါတယ်နောက်ဆုံးတော့ Macy ရောက်သွားပါပြီဒါကတော့ Macy ချင်းမှာပေါ့နော်တချင်းတွေကိုတော့သူကြားရတဲ့နေတာချင်းတောင်းဖွင့်ထားတယ်ဒါကတော့မြို့သားဝတန်လေးတွေပါဒီဘက်ချက်မှာတော့ရေလုံးလေးရှိပါတယ်လက်ဆောင်ပေးပြီးလာတဲ့ဟာလေးတွေရှိပါတယ်ဒါတော့သူ brand နဲ့သူကသူပေါ့နော်ပြီးတော့ product မှာကတော့ဒါမှမဟုတ် easy လို့ရှိပါတယ်ဒါကတော့ dress တီထွန်းပြတော့ဒါပြီး try နေတဲ့ဟာလေးပါနောက်ဒါကတော့စာမှုဖောက်မှုကပုံလေးရရှာနေပါရှာနေနဲ့ Texas store တွေ့ရတဲ့ကြောင့်မလို့ဝင်တော့ကြည့်ရပါတယ်ဒါပေမဲ့ပမာတော့မဝေခဲ့ပါဘူးဈေးတွေကတော့မြင်းတဲ့ထိုင်နဲ့မြောက်နေရပါပဲပြီးတော့ product ကိုတက်သွားမယ်ဆိုပြီးကြည့်လိုက်တော့ product မှာ full call လေးရှိနေပါတယ်အဲဒါကြောင့်မလို့ product ကိုပဲတက်သွားလိုက်ပါတယ်ပေါ်ရောက်တော့ full call ကိုလမ်းလျှောက်ပြီးသွားနေတဲ့အချိန်မှာဒီ store လေးတွေ့ရတဲ့ကြောင့်ဒီမှာ foundation လေးကိုထည့်ပါတယ်ပြီးတော့ဒီလိုမျိုးအောက်ဒီ design လေးတွေတွေ့ပြီးတော့ဒီလိုမျိုး size လေးတွေတွေ့ပါတယ်ပြီးတော့ဒီမှာ full call ကိုညက်တဲ့လမ်းလျှောက်သွားနေပါတယ်အဲ့တော့ full call မသွားခင်မှာလမ်းမှာဒီလိုမျိုး Disney princess လေးရောင်းတဲ့ဆိုင်လေးရှိပါတယ်အဲ့တော့ full call ထဲမှာတော့အေးလေးကိုဒီတိုင်လို့တောက်ပြီးတော့အေးတစ်ခုဝယ်ပြီးတော့ဒီမှာ Thai နဲ့ Mexican mix လုပ်ထားတဲ့စားစရာလေးရှိတဲ့ကြောင့်မလို့တုံယမ်းစုလေးနဲ့လက်စီနဲ့ watermelon juice လေးတောက်ခဲ့ပါတယ်ဒါစားစရာကတော့မမတော့တွေ့ရမရှိပါဘူးဒါပုံမှန်ရတာပါပဲအဲ့နောက်မှာတော့ဒါပြန်ဖို့အတွက်ကိုနေရလည်းအရင်ပုံရပြီးတော့ကြောင့်မလို့ဒါအရေးရတဲ့ထိအောက်တွေဝင်ပြီးတော့ပြန်နေပါတယ်ပြီးတော့ဒါ happy birthday ကပ်ကလေးနဲ့ပေါ့နော်ဒါ discount ရတဲ့အားလေးကိုသုံးပြီးတော့ Macy ကနေတော့ dress လေးဝယ်ခဲ့ပါတယ်ကေဝလာရဲ့ဟာလေးကတော့ဒီပစ္စည်းလေးပေါ့နော်ဒါဒီဆိုရဲ brand လေးကနေပြီးတော့ထွက်တာပါကေဝလာရဲ့ဟာကတော့ warm တုံးသမားတွေအတွက်အဆင်ပြေတဲ့အရောင်လေးဖြစ်ပါတယ်တနက်ခါဖောက်ရောင်လေးပေါ့နော်အဲ့တော့ဒီကတော့အထင်းမှာပါတဲ့ဟူလေးပါဒါ on the glow base ဆိုတဲ့ series တွေကနေပေါ့တော့သူက foundation stick ကိုထွက်တာပါဒါနှခမ်းကြီးလိုမျိုးပဲဒါအထက်ကတော့ကေရသားညူရဲ့အတွက်ကြောင့်မလို့တမင်က foundation ကိုအရောင်ကြီးကြီးနဲ့တုံးတာပါအဲ့တော့ဒီမျိုးလေးဖွင့်နေဒါထွက်လာပြီဆိုရင်ဒါတော့ပိတ်လိုက်မယ်ပေါ့နော်ဒါပြီးသွားပြီဆိုရင်ကေကလက်ပေါ်မှာဆန်းပြပါမယ် makeup ကတော့ဒါအသေးချာမလေးလေးရဲ့အတွက်ကြောင့်မလို့လက်ပုံမှာဒီအသားရောင်လေးလုံးဝတစ်ချက်တည်းဖြစ်တာပေါ့နော်။ဒါလေးလေးချင်းဆိုတော့ဒီလိုလေးဖြစ်တယ်။အဲ့ဒါကိုကိုယ့်ရဲ့ brush ဖြစ်ဖြစ်လက်လေးနဲ့ဖြစ်အဲ့လို blend လုပ်တဲ့အခါမျိုးကြရင်တိတ်ကလေးနဲ့လုံးဝ makeup မလင်းထားသလိုမျိုးလေးဖြစ်တာပေါ့နော်။ပြီးတော့လင်းရတာလည်းလွယ်တယ်။ဒီလိုလေးပုတ်ဆွဲပြီးလင်းလိုက်တာနဲ့အဆင်ပြေသွားတယ်ပေါ့နော်။ဒါကြောင့်မလို့ကေဒါလေးကို review ပေးပါရစေ။